ဒေသမားကြီးအလုပ်ကိုဝမ်းရေးရလှုပ်ရှားနေရရဲ့ဆိုရင်ဘဝပေးချင်နေကြလုပ်နေရရဲ့ဆိုရင်တကယ်ကိုကဘာကျော်သိပ္ပံပညာရှင်တယောက်ရဲ့အုံနောက်ကြီးဦးလေးမှာရှိနေရပဲဟောမချီးကျူးစမ်းပါလေကွာငါလည်းအောင်မြင်သွားလို့ဝမ်းသာနေရပါကွာဒီအောင်စမတ်ဆွဲကောမင်းထွက်ခဲ့တဲ့ရောက်မင်းဒီ channel မှာပုံးနေတယ်ဆိုတာဟောဝေးအခိုင်အမာစုံစမ်းထားလို့တပြေးတိကျရယူသွားပြီကွာမင်းငါ့ရဲ့လုံးချမှုကြောင့်ကာအက်ဆီဒန့်ဖြစ်တဲ့နေရာမှာဝဲချင်းပြီးမသေးသွားဘူးဆိုတာငါ့ကိုသိပြီးသွားပြီကွာဒီ channel ကလေသမားကြီးကမင်းကိုကယ်တင်ထားရဆိုတာလေငါ့ရဲ့အကုန်သိပြီးသွားပြီကွာဖျောက်ထွက်ခဲ့စမ်းဒီကိစ္စကိုစိတ်ထည့်ပြီးတော့နောက်ဆန်သိနေလို့မင်းကားမောင်းတဲ့နေရာကိုငါညနေပိုင်းတစ်ခေါက်သွားပြန်ကြည့်တော့မင်းလည်းမရှိတော့ဘူးကားလည်းမရှိတော့ဘူးကွာအဲ့ဒါနဲ့ပဲငါ့ကိုတိုင်းစုံစမ်းပြီးတော့အခုမင်းဒီမှာဒေသမိုင်းတယောက်ရဲ့ကယ်တင်တာကိုခံထားရရဲဆိုတာငါ့ကိုသိပြီးဒီအောင်လိုက်လာပဲကွာဖျောက်ထွက်ခဲ့စမ်းငါ့မာဖီးယားကိုမင်းကဝင်ရှုံးခဲ့တဲ့အတွက်မင်းကိုမသိမချင်းငါ့နောက်ကိုင်းတိုင်းနေမှာပဲကွာမင်းကဒီကားတော့ခေါင်းကနေတက်စီလောင်းချပြီးဒီရှိုးရမယ်ကွာမင်းကကောင်းတယ်ငါ့ကိုတခါမီးရှိုးပြမယ်အေးလေသမားကြီးမြို့ကတိုင်းအေးလေသမားဖိုးယူလေငါ့ကိုမီးရှိုးပြမယ်အရှင်းလက်မီးရှိုးပြမယ်ကွာပြောက်ထွက်ခဲ့မထွက်ခဲ့မင်းတို့ပေါင်းနေတဲ့ဒီစပယ်ကြီးရောပါငါ့ကိုလက်စီလောင်းချလိုက်ပါနော်ဟာဦးလေးဒုက္ခပဲအဲ့ဒါဟိုကျွန်တော်လိုက်ပြီးလိုက်ရှာနေတဲ့လူတွေပဲဗျဒုက္ခပဲကျွန်တော်ဒီမှာရှိရဆိုတာသူဘယ်လိုသိသွားလဲမသိဘူးဗျာဒုက္ခပဲကောင်းလေးရေမင်းတို့ဒုက္ခရောက်ပြီကွာမင်းဒီနေရာအမြန်ပြေးရောကွာဟာမဟုတ်တာဗျာကျွန်တော်လည်းပြေးသွားရင်ဦးလေးရောပါသူဟာမဟုတ်တာဗျာကျွန်တော်တယောက်တည်းပြေးသွားလို့မရဘူးလေဦးလေးရောပါသူအန်ဒီရဲ့ပြုတ်မှာဗောဗျာဦးလေးကိုနှိမ့်ဆက်ကြတာဗောမလုပ်ပါနဲ့ဦးလေးကတခါလိုက်ခဲ့ဗျာဖြစ်သေးဘူးကွာမင်းငါ့ရဲ့ချက်ပေါက်ကိုလည်းရှာကြည့်အောင်အရှိမခြံရဲ့ဖယ်ဘက်ပေါက်ကောညာဘက်ပေါက်ကောဒီကောင်တွေပိတ်ထားရဲကွာငါ့ကပြေးဖို့လည်းမရှိတော့ဘူးဒုက္ခပဲဘယ်လိုလုပ်ကြမလဲဗျာဟမ်ဒီရောဦးလေးဒီမှာပေါ်သေးရှိနေရပဲဗျာဒီထဲကိုကျွန်တော်ဝင်ပြေးကြမယ်လေလောက်ပါနဲ့ကောင်လေးရေဒီကပေါက်သေးဝင်သွားရင်ငါ့ကိုဘယ်ကိုရောက်မယ်ဆိုတာငါ့ကိုမသိရသေးဘူးလေကွာငါ့အန်ဒီရဲ့ပုံများရဲ့နေရာကိုရှောက်ကုန်လိမ့်မယ်ငါ့တခြားကြီးနဲ့စဉ်းစားရအောင်ကွာတခြားကြီးလမ်းဆိုတာမှမရှိတော့ပါဗျာကျွန်တော်တို့မှာအပေါက်တွေအားလုံးအပိတ်ခံထားရပြီဗျာကျွန်တော်တို့ထွက်ပြေးဖို့ကဒီအရှိရဘယ်ဦးတည်နေမှမသိရဲ့ဒီပေါ်တဲ့ဝင်ပေါက်ကြီးတစ်ခုပဲရှိရောရဲ့မင်းပြောရလေဟုတ်နေပါပဲကွာဟုတ်ပြီဒါဆိုလေငါ့ဝင်အဲ့ပေါ်တဲ့ရုံးပဲဝင်ပြေးကြပါကွာဟောပြီဦးလေးကြီးကျွန်တော်ကားရှိရဲ့ဗျကျွန်တော်1 2 3ဆိုတာနဲ့ကျွန်တော်တို့နှစ်ယောက်ကားစီကိုပြေးတော့မယ်ပြီးရင်ကားပေါ်တက်ပြီးတော့ဒီပေါ်တဲ့ကိုကားမောက်ဝင်သွားမယ်ဗျာဦးလေး ready ပြန်ဟာပြစ်ကုန်ကြပြီဦးလေးလာပြောလာအပြောင်းဝဲကျွန်တော်ပေါ်တယ်ကိုဝင်ပြေးကြမယ်ဦးလေးတက်လာပြီကောင်းလေးငေါ်လာပြီအိုးဦးလေးလာဦးလေးလာဗျဒုက္ခပဲဦးလေးကြီးစံထိသွားလားဟာဒုက္ခပဲဦးလေးအများတက်ပြောကောင်းလေးမရောတော့ဘူးမင်းမပြောကွာငါလုံးတော့လို့မရောတော့ဘူးမင်းပြေတော့အောင်ထားမလို့ဦးလေးမတော့ပါနဲ့ကျွန်တော်ဦးလေးကိုထားလို့ပြေးနိုင်ဘူးဗျာအမြန်တက်ဆန်းပါဗျာကျွန်တော်တို့တယောက်ဒီလိုပြေးကြမယ်ဗျာမရောကောင်းလေးဒီကောင်တွေငါ့ကိုဖမ်းလိုက်ကြပြီကွာမင်းမပြေတော့မင်းထားမလို့တော့မရဘူးဗျာကျွန်တော်မသွားနိုင်ဘူးအမြန်တက်ဆန်းပါဗျာအမြန်တက်ကျွန်တော်မရရအောင်စောင့်နေမယ်ဘာမှဆုံးစရာဆိုလို့ဘာမှမရှိတော့ပါဘူးကွာမင်းညီတယောက်ရှိသေးတယ်ကွာမင်းအဲ့လိုပြောစနေမအောင်လို့မရဘူးကွာငါတို့တကောင်ကျော်တပြင်းတော့မင်းထားခဲ့လိုက်တော့မင်းပြေတော့ကောင်းလေးဟာဗျာထိုးကောရောက်ပါပြီရောက်ပေါ်တယ်ရငါ့ကိုဆွဲခေါ်တယ်ပြီ